သူကတနက်မောင်းခလုတ်ကိုဆွဲပြီးဝက်ဝံကိုပြစ်တက်လိုက်ပြီးမြဲသူ့ရဲ့ဝက်ဝံပေါက်လေးကိုမြင်လဲရတဲ့အခါမှာတော့သူမကိုတခေါင်နဲ့ပြစ်ထားခဲ့မိတဲ့အတွက်အပြစ်မကင်းတယ်လို့ခံစားခဲ့ရလို့သူ့ရဲ့မျိုးစီခေါ်လာခဲ့ပါတယ်မကြခင်မှာပဲသူမကိုစစ်သားတယောက်စီရောင်းချလိုက်ပြီးအဲ့ဒီစစ်သားကသူမကိုဝင်းနီလို့နာမည်ပေးခဲ့ရကနေသူမဟာသူ့တပ်ဖွဲ့ရဲ့အဆောင်အယောင်လက်ကောင်လေးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူတို့ပင်လေရဲ့ချားကိုစစ်တိုက်ဖို့စေလွတ်ချင်းခံရတဲ့အခါမှာတော့သူမဖေးကင်းဖို့အတွက်တရိတ်ဆန်ရုံတစ်ခုမှထားခဲ့ပြီးသူမဟာဖော်ရွေလွန်းတာကြောင့်နာမည်ကြီးလာကကလေးတွေကသူမရဲ့ကြောပေါ်ထိတောင်တက်စီကြပါတယ်အဲ့ဒီထဲကခရစ်စတိုဖာလို့အမည်ရတဲ့ကောင်လေးတယောက်ဟာသူမကိုအရန်ဆွေလန်းသွားပြီးသူ့ရဲ့ဝက်ပေါ်ရိုလေးကိုလည်းသူမရဲ့နာမည်အခိုင်ပေးခဲ့တာကြောင့်သူ့ရဲ့ဖခင်ကစူးစမ်းတဲ့ကောင်လေးတယောက်နဲ့ဦးတူတူပုံဦးကြီးတစ်ကောင်ကြောင့်တူတူရဲ့ပုံပြင်တူတူစတင်ကြီးတာပြီးပါတော့တယ်ဗျာ